အပြစ်ဒဏ်ကြခံရပြီးအနောက်မြောက်နယ်ဆက်စီပြည်နှင်တံပေးခံလိုက်ရတဲ့အမျိုးသမီးအုပ်စုနဲ့အတူမင်းသမီးချိန်ဝင်ရင်တယောက်ပါဝင်လာခဲ့ပါတယ်ခေါင်းတွေကိုက်ခဲပြီးနိုးလာတဲ့အခါမှာတော့သူမဟာမျက်မှောက်ခစ်ကနေရှေ့ခစ်စီအချိန်ခီးတိုက်စားပြီးရောက်ရှိလာခဲ့တာကိုရုတ်တရက်သဘောပေါက်လိုက်ရပါတယ်ထိုစဉ်မှာပဲစစ်တပ်မှုကစန်းတတိုင်ဝက်စာအချိန်ပေးထားပြီးနီးစက်ရာစီးပွားရေးတထေးတွေစီမှာအစီကံမရငယ်လို့မလားဒါမှမဟုတ်နေဆက်စစ်တီတွေရဲ့မရအဖြစ်ယူမလားဆိုတာကိုအမြန်ဆုံးရွေးချယ်ဖို့အမိန့်ပေးလိုက်ပါတယ်ဘာမှမရွေးချယ်နိုင်ရင်တော့အလုတ်ကျန်းစခန်းစီပို့ခံရပြီးဖိနှိပ်ခိုင်းစေခံရတော့မှာပါဒီအခွင့်အရေးကိုအသုံးချပြီးမဝမ်းကွဲမမကရုပ်ကျန်းကြီးနဲ့ဝန်သူထေးရဲ့အိမ်ထမ်းမှုနဲ့ချိတ်ဆက်ကကောင်းမွန်တဲ့ဘဝကိုရွေးချယ်လိုက်ပါတယ်ဒါတင်မကသေးပဲမိမလည်းမဝမ်းကွဲမမကမင်းသမီးကိုအထက်စီးကနေမင်းရဲ့နှွေးနှောင်းတဲ့ခန္ဓာကိုယ်နဲ့ဆိုရင်ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဟိုမှာရှိတဲ့မျက်စိကန်းနေတဲ့အတုံးမကျတဲ့သူနဲ့ပဲတင့်တော်တဲ့နှစ်ယောက်လုံးငတ်တင်မဲ့တရေစုံတွေအဖြစ်တေမင်းစီအဖော်ရတာပေါ့ဆိုပြီးလှောင်ပြောင်ဆုတ်ထွက်သွားခဲ့ပါတယ်ဘေးနာကဘေးလူတွေကလည်းထိုမျက်စိကန်းမျိုးသားဟာစီရှမ်းကြီးရွာကရှောင်းဟန်ရဲ့ဆိုသူဖြစ်ပြီးအရင်ကအင်မတန်ရက်ဆက်ကြမ်းတမ်းခဲ့သူဖြစ်တယ်လို့အခုမျက်စိကန်းသွားပေမဲ့လည်းဒေါသကတော့ရမမင်းတိုင်းမဲ့မှုမင်းသမီးသာသူနဲ့ပါသွားရင်ဒီညတောင်လုံးမြောက်မှာမဟုတ်ဘူးလို့အတင်းအဖျင်းပြောဆိုကြပါတယ်ဒါပေမဲ့မင်းသမီးချိန်ဝင်ရင်ကတော့လူတွေပြောတာကိုမမှုပဲထိုမျိုးသားရဲ့တမတောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့အရှိန်ဝါကိုကြည့်ပြီးဒီအနဲ့ရောင်ပိုးပူဝါစီးထားတဲ့မျက်စိကန်းယောက်ျားတစ်ယောက်တည်းပဲဒီနယ်ဆက်မှာငါ့ကိုအပြည့်အဝဆုံးလုံခြုံမှုပေးနိုင်လိမ့်မယ်လို့ရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်ပါတယ်စမ်းတိုင်ကုန်ခါနီးအချိန်မှာတော့မင်းသမီးဟာသူမရဲ့ကံကြမ္မာကိုစိန်ခေါ်ဖို့ထိုမျက်စိကန်းအမျိုးသားစီတို့ရဲရင်စွာခြေလန်းလိုက်ပါတော့တယ်ပတ်ဝန်းကျင်ကလူတွေရဲ့ဒီမိမယူသွားပြီးတေမင်းတမန်လို့ကြော်ကြားတဲ့သူကမှတွားရှုပ်ဝင်နေဆိုတဲ့ကန့်ကွက်ဝေဖန်မှုတွေကိုမကယူဆိုင်ပဲမျက်လုံးကိုပိတ်စီးထားတဲ့မျက်မမြင်ဓာတ်သမားစီချင်းကပ်ခဲ့ပါတယ်ဓာတ်သမားကသူ့လေပင်ကိုဓာတ်နဲ့ထောက်ပြီးထွက်သွားနောက်တလန်းထက်လန်းရင်တေပြီးပဲမှတ်လို့အေးဆက်စွာသတိပေးပေမဲ့မိန်းကလေးကတော့မကြောက်မရွံ့ပဲကျမသူ့ကိုပဲရွေးမယ်လို့ပြတ်သားစွာပြောချလိုက်ပါတယ်ကိုသမီးကဒီလိုဆင်းရဲပြီးမျက်မမြင်ဒုက္ခိတကိုမှရွေးရတယ်လို့ဆဲဆိုနေချိန်မှာဓာတ်သမားကလည်းငါကမျက်မမြင်စားစရာဆန်တောင်မရှိအောင်မွဲတေနေတာမို့ငါနောက်လိုက်ရင်တေလန်းပဲရှိမယ်လို့ချိန်ချောက်ခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဆင်းရဲတာနဲ့မျက်မမြင်ဖြစ်တာကိုမယံရှာပဲကျမလူကြီးမမဘူးရှင်ကျမကိုအိမ်ခေါ်သွားပါတရားဝင်ဇနီးအဖြစ်ပေးပါနောက်ပိုင်းမဆစေရယုံတင်မကပဲဒီအနောက်မြောက်နယ်ဆက်မှာပခုံးထက်ရင်ကော့နေနိုင်အောင်လုပ်ပေးမယ်လို့တစ္ဆာဆိုခဲ့တာကြောင့်ဓာတ်သမားလည်းသူမကိုခေါ်သွားခဲ့ပါတယ်သူတို့အိမ်ရောက်တဲ့အခါဓာတ်သမားကမိခင်နဲ့ညီမလေးကိုအစိုးရကပေးလိုက်တာမို့နောက်ဆိုရှောင်းမိသားစုဝင်ဖြစ်ပြီလို့မိတ်ဆက်ပေးခဲ့ပါတယ်အမေဖြစ်သူကဒဏ်ရာတွေနဲ့ပိန်ပါနေတဲ့ချုံမောလှပလွန်းသူချွေးမလေးကိုမြင်တာနဲ့တနာစိတ်ပွားပြီးဘလို့များဒဏ်ရာတွေရအောင်နှိပ်စက်ထားကြတာလဲဆိုကလက်ကလေးတွေကိုစုပ်ကင်ပြီးအိမ်ထဲစီနွေးနွေးထွေးထွေးခေါ်ဆောင်သွားခဲ့ပါတယ်မိဖို့နားမှာထိုင်နေစဉ်ညီမလေးကသူမကိုနတ်သမီးလေးတိုင်းလှချောင်းချီမုန်းကဖျားတုံးကမေဝယ်ပေးထားပြီးသူမမစားပဲအကြာကြီးတိန်ထားခဲ့တဲ့မုတ်ကလေးကိုဓာလေးစားလိုက်ရင်ရင်ထဲမှာဆင်းရဲဒုက္ခတွေပျောက်သွားလိမ့်မယ်ဆိုပြီးစေတနာအပြည့်နဲ့မျှဝေပေးခဲ့တာကြောင့်မိန်းကလေးမှာဝမ်းနဲ့ဝမ်းသာနဲ့မျက်ရည်ကျခဲ့ရပါတော့တယ်အမေကပြောတယ်ငါတို့ရှောင်းအိမ်အောင်စုရဲ့တကားကိုဝင်လာရင်အားလုံးကငါတို့ရဲ့ယတနာပဲတဲ့မယောင်းမကဧည့်သည်တော်မှုတေချာဂရုစိုက်ရမယ်လို့အပြစ်ကင်းစွာပြောလိုက်တယ်တစ်ဖက်မိဖို့ချောင်းထဲမှာတော့မိခင်ဖြစ်သူကမျက်စိမမြင်ရတဲ့သားဖြစ်သူရှောင်းဟန်ရဲကိုနဲ့မိမအေးလို့တုံနေတာမမြင်ဘူးလားအနောက်တောင်ပေါ်သွားပြီးထင်းချောက်သွားကောက်မလာဘူးလားမျက်စိကွယ်သွားပြီဆိုပြီးပြင်းလို့ရမယ်မထင်တဲ့အမေရဲ့ချွေးမလေးကိုစိတ်ဆင်းရဲအောင်လှုပ်ရဲရင်နှစ်ရိုးတွေကိုတုံးနဲ့ရိုက်ချိုးပစ်မယ်လို့ခက်ထန်စွာစူပူချင်းမောင်းလိုက်တဲ့ရှောင်းဟန်ရဲကလည်းတိပါပြီလို့ငိမ့်သက်စွာတုံ့ပြန်ပြီးနှင်းတွေကြားထင်းသွားကောက်ခဲ့တယ်ခဏကြာတော့မိခင်ကဂျုံဖြူမုံနဲ့ကြက်ဥကျော်ပူနွေးနွေးပါတဲ့စလုံးကိုချွေးမတစ်လေးစီယူလာပေးပြီးကြံတာမတွေးပဲအကုန်အောင်စားပါလို့တိုက်တွန်းခဲ့တယ်ချွေးမလေးကမိသားစုဝင်တွေအတွက်စိုးရိမ်လို့မေးတဲ့အခါမိခင်ကငါတို့မိဖို့ချောင်းထဲမှာစားပြီးဝါနေပါပြီလို့မူတာဝါဒတုံးခဲ့တယ်မိခင်ထွက်သွားပြီးနောက်မတင်ကာလို့မိဖို့ချောင်းနဲ့တိတ်တဆိတ်ချောင်းကြည့်လိုက်တဲ့အခါမိသားစုတစ်ခုလုံးမှောင်မိုက်နေတဲ့မိဖို့ချောင်းထဲမှာတစ်ခေါက်နဲ့တော်ဟင်းသီးဟင်းရွက်မြစ်တွေကိုကျိုးချက်ထားတဲ့ခါတီးလာတဲ့အရည်တွေကိုမျိုးချနေရတာကိုတွေးလိုက်ရတဲ့မိခင်ကတားဖြစ်သူကိုမျက်ရည်ဆက်တွေနဲ့စူးဆိုးကဂျုံဖြူမုံဟာငါတို့အိမ်ရဲ့နောက်ဆုံးရိတ်ခါပဲကြက်ဥကလည်းယုံတဝက်နဲ့လဲပေးခဲ့တာအဲ့ဒါတွေကိုနင့်မိမကိုအကုန်ပေးလိုက်တာသူကမင်းဆိုးရစာအတိုင်းဝိုင်းကတမိပြိုဒီလိုဒုက္ခတွေကိုဘယ်ခံနိုင်မလဲနင်ဘယ်နီလမ်းပဲတုံတောခွေးတွေစီကအသားလူမလားတစ်ခေါက်ဝါမလားငါချွေးမလေးကိုဝဝလင်လင်ဖြစ်အောင်ထားရမယ်နင်သာသူ့ကိုဗိုက်စာအောင်ထားရင်အမေတစေဖြစ်ရင်တော့နင့်ကိုတားလို့မခေါ်တော့ဘူးလို့လေးနဲ့စွာမှာကြားလိုက်တယ်တကားပြင်ပကနေဒါကိုကြားလိုက်ရတဲ့ချွေးမတစ်လေးရှံဝင်ရင်ဟာမျက်ရည်ဆက်များစွာနဲ့ရင်ထဲထိခိုက်သွားခဲ့ပြီးသူတို့ကငါ့ကိုကိုယ်အသက်နဲ့လဲပြီးကာကွယ်ပေးကြတာဆိုတော့ငါလည်းဒီကျေးဇူးကိုတုတ်ပြန်ရမှာပေါ့လို့တစ္ဆာတိတ်ထန်ပြုလိုက်တယ်အမေကြီးကအားရှိအောင်လို့တီးတန့်ပြုတ်ပေးထားတဲ့ကြက်ဥပါတဲ့ဟင်းရည်ပကံကိုအိမ်ဆောင်ချွေးမတစ်လေးကမိသားစုဝင်အားလုံးအတူတူစားနိုင်အောင်တယောက်တစ်ဝက်စီမျှဝေပြင်ဆင်ပေးနေခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အမေကြီးကကမန်းကတန်းတားမြင်ရင်မင်းရဲ့ကျမ်းမာရေးအတွက်ပေးတာပါလို့ပြောပေမဲ့ချွေးမလေးကတော့မမကရှောင်းမိသားစုရဲ့လူတစ်ယောက်ဖြစ်လာပြီဆိုမှတော့တမိသားစုလည်းခံစားရမှာပေါ့မင်းတို့ကတရွက်ပြုတ်ရည်ပဲတောက်နေရပြီးမမတစ်ယောက်တည်းအခန်းထဲမှာတကူကောင်းဆက်ဆန်စားနေလို့မရပါဘူးဒါပေမဲ့ဆိုတာမရှိပါဘူးစိုးတူလက်မြခံစားကြရမှာပါဒီလိုမိသားစုလိုက်မြစားမှာပိုအရသာရှိတာလို့ပြောဆိုခဲ့ပါတယ်ဒီလိုမေတ္တာတရားကိုမြင်ရတဲ့မျက်မမြင်လင်းယောက်ျားဖြစ်သူကလည်းသူ့ရဲ့ကြက်ဥကိုချွေးမလေးရဲ့ပကံထဲပြန်ထည့်ပေးရင်အမေစားပါဦးငါကမျက်စိကွယ်နေတာဆိုတော့အရသာမသိပါဘူးမင်းပဲပိုးစားလိုက်ပါလို့ကျင်နာစွာအကြောင်းပြချက်ပေးခဲ့ပါတယ်ချွေးမလေးကလည်းသူ့ပေါ်ကျင်နာတတ်တဲ့လင်းယောက်ျားရဲ့အကွက်စင်မေတ္တာပြမှုကိုသဘောပေါက်မိပြီးစိတ်ထဲမှာအလွန်ကျေနပ်မိသွားခဲ့ပါတယ်ညစာစားပြီးမှတော့ချွေးမလေးကမိသားစုကိုဒီလိုဆင်းရဲဒုက္ခရောက်တဲ့နေ့ရက်တွေကဒီနေ့နဲ့တင်ပြီးပါပြီမနေ့ပြန်ကြရင်တောင်နောက်ဘက်ကိုလိုက်ခဲ့ကြ3ရက်တွင်မင်းတို့ကိုဝဝလင်လင်စားရုံတင်မကဘူးမိသားစုတစ်ခုလုံးအသားပါစားရစေမယ်လို့အာမခံချက်ပေးလိုက်ပါတယ်နောက်တနေ့နနက်မှာတော့အမေကြီးဟာအေးဆက်လာတဲ့နှင်းတွေကြားထဲမှာလက်ပလာနဲ့အဝတ်လျှော်နေတာကိုချွေးမလေးမြင်သွားခဲ့ပါတယ်။ရင်နွေးနဲ့ဘာလို့မလျှော်တာလဲလို့စိတ်မကောင်းစွာမေးလိုက်တဲ့အခါအမေကြီးကငါရဲ့ချွေးမလေးရဲ့အပြင်မှာလေတွေအရန်တိုက်နေတာမင်းရဲ့နူးညံ့တဲ့မျက်နှာလေးရှက်ရတွေထသွားပါဦးမယ်။ရင်နွေးကိုမင်းတို့မနဲ့ကြရင်တောက်ဖို့ခြံထားရမယ်လေ။ထင်းကုန်ခံပြီးဘာလို့အဝတ်စားတွေလျှော်နေရမှာလဲဆိုပြီးချွေးမလေးအပေါ်ထားတဲ့မြစ်တာကိုဖော်ပြခဲ့ပါတယ်။
ဒါကိုကြည့်နေတဲ့မျက်မမြင်လင်းယောက်ျားကပစိန်ကိုကိုင်ဆောင်ကရွာအရှိဘက်ကတောအုပ်ထဲနှင်းယုံသွားရှာမလို့ပြင်ဆင်ချွေးမလေးကတားဆီးလိုက်ပြီးအဲ့ဒီမှာဘာမှမရှိတော့ကြောင်းနဲ့မနှက်ဖြန်တောင်နောက်ဘက်ကိုသူ့နားလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အမေကြီးကထိတ်လန့်တကြားနဲ့ရေစလုံးကိုတောင်ပြုတ်ကျသွားစေခဲ့ပြီးတောင်နောက်ဘက်မှာစာလောင်နေတဲ့တောဝက်နဲ့ဝက်ဝင်တွေပဲရှိတာရွာထဲကအတွေ့အကြုံရှိတဲ့အမဲလိုက်သမားတွေတောင်မသွားရဲဘူးနင်ဒါသားရဲတွေစီအစာသွားကြွရမဟုတ်ဘူးလားမဖြစ်ဘူးလုံးဝမဖြစ်ဘူးလို့စိုးရိမ်တကြီးငိုယိုတားမြစ်ခဲ့ပါတယ်ကလေးမလေးကမမလေးအန်ရဖြစ်မှာဆိုလို့မမလေးမသွားပါနဲ့တမီးစာလည်းမစားပါဘူး၃ရက်ဆက်တိုက်ရေပဲတောက်နိုင်ပါတယ်တမီးတို့ကိုစွန့်ပစ်ပြီးဝက်ဝင်ကြီးတွေစီသွားမကြွေးပါနဲ့နော်လို့ငိုယိုတားဆီးခဲ့ပါတယ်ရောက်ခမဖြစ်သူကလည်းတောင်ပေါ်မှာတားရဲတွေရှိနေမှာကိုစိုးရိမ်နေခဲ့ပေမဲ့မမလေးကအမေအိမ်ထဲကဆန်အိုးမှာဆန်လဲကုန်နေပြီးဟန်ရဲကအနီးနားမှာယုံနေနေပဲဖမ်းနိုင်တော့ဒီလိုရှည်လျားတဲ့စောင်းရသည်ကိုဘလို့မှဖြတ်တန်းနိုင်မှာမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်မမလေးကသူမငယ်စဉ်ကတည်းကလေ့လာခဲ့တဲ့စေပညာအသည့်ကိုယုံကြည်ပေးဖို့နဲ့မိသားစုကိုဒီစောင်းရသည်မှာကယ်တင်ပေးပါမယ်လို့တမာတိရှိရှိဖြောင်းဖြခဲ့ပါတယ်ဒါကိုမြင်တဲ့မျက်စိမမြင်ရတဲ့ဒါသမားဟန်ရဲကကျွန်တော်မမလေးနဲ့လိုက်သွားပါမယ်ကျွန်တော်အသက်ရှူနေသမျှကာလပတ်လုံးတောင်ပေါ်ကတားရဲတွေမမလေးရဲ့သပင်တမြင်တောင်ထိခွင့်မရှိစေရဘူးအန်ရဲကြုံရင်ကျွန်တော်ကာထားပေးမယ်မမလေးကထွက်ပြေးပါလို့တာဝန်ယူခဲ့ပါတယ်မိခင်ဖြစ်သူကလည်းတတိထားဖို့ဓာတ်တစ်ချောင်းထုတ်ပေးရင်ဒါလေးကင်သွားဟန်ရဲနဲ့အဝေးကြီးမခွဲနဲ့နော်မတင်ကားတာတွေ့ရင်ချက်ချင်းပြေးမိမိကိုတေချာကာကွယ်ပါကြားလာလို့စိုးရင်တကြီးမှကြားပြီးထွက်ခွာခွင့်ပေးလိုက်ပါတော့တယ်ခဲမှန်သမျှရေခဲနေတဲ့နှင်းတော်ကြီးထဲမှာမမလေးရဲ့လမ်းပြမှုနဲ့အတူခီးဆက်လာကြစဉ်ဟန်ရဲကတစ်တော်ထဲမှာတားရဲကြီးတွေဖြတ်တန်းသွားတဲ့ခြေရတော့မရှိဘူးဒါပေမဲ့လေထဲမှာနှာခေါင်းကိုစုခနဲ့ဖြစ်သွားစေတဲ့အဆက်နဲ့တစ်မျိုးရှိနေတယ်ကိုသတိပြုမိလိုက်ပါတယ်နှစ်ယောက်သားအနက်လာရာစီအရောက်သွားခဲ့ကြရာရေခဲရိုက်နေတဲ့တောင်စုံမှာဝေစာစွာတီးပွင့်နေတဲ့အနီရောင်တီးတွေကိုတွေးလိုက်ရပြီးမမလေးကတော်ရိုင်းငရုတ်တီးတွေးပြီးဆိုပြီးဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်ဟန်ရဲကရွာထဲကမူဆိုးအိုကြီးတွေကဒါကိုစူးနီတီလို့ခေါ်ပြီးပြင်းထန်တဲ့အစိပ်ပါလို့စားလိုက်ရင်ဥတွေကိုပောက်ထွက်သွားစေနိုင်တယ်လို့ပြောကြတယ်မင်းဒါကိုစားလို့ရတယ်ဆိုတာတေချာလို့လားလို့မေးမြန်းခဲ့ပါတယ်ဒါပေမဲ့မမလေးကတော့အဲ့ဒါမသိလို့ပြောကြတာပါဒါအစိပ်မှမဟုတ်တာဒါကတစ်ကမ္ဘာလုံးမှာအေးဒဏ်ကိုကာကွယ်ဖို့အကောင်းဆုံးအရာပဲဒါကိုငရုတ်တီလို့ခေါ်တဲ့စူထိုင်းစားနဲ့အေးဒဏ်ကိုဖယ်ရှားပေးနိုင်ရုံတင်မကပဲမိသားစုအတွက်ပတ်စံအများကြီးရှာပေးနိုင်မဲ့ယတနာပဲလို့ရှင်းပြလိုက်ပါတော့တယ်ကဲတဲ့ငရုတ်တီတွေကိုခူးယူရင်းသူမရဲ့ရီမန်းချက်တွေကိုစိတ်ကူးရင်နေခဲ့ပါတယ်ဒီအဆက်ကဲတဲ့ငရုတ်တီနဲ့အသားနဲ့လေးသာတွဲချက်လိုက်ရင်တစ်မျိုးလုံးယူသွတ်သွားရလောက်အောင်အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်လာမှလို့သူမကမြောက်ကြွားစွာပြောလိုက်တာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုအစိမ်းရောင်အစိမ်းမွေဆိုးကြီးတစ်ကောင်ကသူမကိုတိုက်ခိုက်ဖို့ခုံအုပ်လိုက်တဲ့အခါမှာတော့ဘေးမှာရှိနေတဲ့မျက်မမြင်တိုင်းသမားဟန်ရဲကလျက်တစ်ပြက်ဓာတ်အိမ်ဖြုတ်ပြီးမွေကိုတစ်ချက်ထဲနဲ့ပွဲချင်းပြီးခုတ်ထိန်လိုက်ပါတယ်မိမလလေးကအံ့ဩတတနဲ့နင်းရဲ့တိုင်းကွက်ကအမခမ်းပါပဲရွာထဲကအမဲလိုက်သမားဟောင်းတွေတောင်ဒီလိုအစိမ်းမွေဆိုးရှောင်သွားကြတာနှစ်လက်စွမ်းကတာမန်မကဘူးလို့ချီးကျူးလိုက်တဲ့အခါဟန်ရဲကတော့မျက်စိကွယ်သွားပြီးနောက်ပိုင်းအသက်ရှင်ဖို့အကြအာယုံနဲ့တန်ကိုအားကိုးရင်းလေ့ကျင့်ထားရုံပါလို့အေးဆေးစွာတုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့စိတ်ထဲမှာတော့သွေးရဲအစိမ်းမွေကိုတောင်မကြောက်တဲ့ဒီမိမလလေးကိုစိတ်ဝင်စားသွားခဲ့ပါတယ်တောင်ပေါ်ကပြန်လေကွင်းဘက်ကရေစီးတန်ကိုကြားရတဲ့အခါဟန်ရက်ကရွာရှိဘက်ကရေပူစမ်းစစ်စင်ရလေကွင်းတွေအကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီလေကွင်းတွေဟာစောင်းရသည်မှာရေခဲမရိုက်တာကြောင့်ရွာလူကြီးဦးလေးလီတို့မိသားစုကမုံညင်းစိမ့်တွေစိုက်ပျိုးပြီးအသက်ဆက်ဖို့မျှော်လင့်ထားကြတာပါ။ဒါပေမဲ့ရှင်းနားမှာရွာသားတွေစုဝေးပြီးငိုကြွေးတန်တွေကြားလိုက်ရတဲ့အခါပြဿနာတစ်ခုခုတက်နေပြီဆိုတာသိလိုက်ရပြီးနှစ်ယောက်သားတွားကြည့်ခဲ့ကြပါတယ်။လေကွင်းထဲမှာတော့ဝမ်းနဲ့ပွဲမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဦးလေးလီကမိုးနဲ့မင်းကြီးကငါတို့အသက်ဆက်လန်းကိုပိတ်လိုက်ပြီးငါအပင်ပန်းခံစိုက်ထားတဲ့ပြိုးပင်လေးတွေဟာမြေအောက်ကတက်လာတဲ့မိစ္ဆာကောင်တွေရဲ့ညှက်ဖြတ်တာခံလိုက်ရပြီဆိုပြီးရိတ်ခါတွေပျက်စီးသွားလို့အော်ဟစ်ငိုကြွေးနေခဲ့တာပါ။အဲ့ဒီအချိန်မှာအခြားရွာသားတစ်ယောက်ကလည်းပစွန်ထုတ်နီလက်ညှိုးထိုးပြပြီးဒါတွေဟာအတန်မဏိလိုမာတဲ့အခွန်အနီနဲ့ရောင်ခန္ဓာကိုယ်နဲ့ငရဲပြည်ကတက်လာတဲ့မိစ္ဆာကောင်တွေပါမနေ့ကလဲတဲ့ဆင်းယုံရှိသေးတယ်ဒီကောင်တွေကိုက်ညက်လိုက်တာလက်တပြင်းလုံးရောင်ကိုင်းပြီးအသက်ပင်ထွက်မတန်တာကျင်ရပါတယ်လို့အော်ဟစ်ပါတော့တယ်ညမောင်မောင်လဲကွင်းပြင်မှာစုဝေးနေကြတဲ့ရွာသားတွေဟာဒီရက်ပိုင်းရောက်လာတဲ့ကန်ဆိုးမိုးမောင်ကြနေနေတန်ကြအကျဉ်းသားတွေကန်ဆိုးမှုတွေတဲလာလို့လဲကွင်းတစ်ခုလုံးညက်ကောင်ပိုးကောင်တွေပြည့်သွားတာလို့ဒေါသတကြီးကျိမ်းမောင်းနေကြပါတယ်ထို့စဉ်ရွာသားတစ်ယောက်ကဟစ်ဟိုဟာရှောင်းအိမ်ကမျက်မမြင်နဲ့သူခုတင်ခေါ်လာတဲ့နေနေတန်ကြမိမမဟုတ်ဘူးလားလို့လမ်းညွှန်ပြလိုက်ပါတယ်မျက်မမြင်အမျိုးသားကဒီညက်ကောင်ပိုးကောင်ကိုမင်းသိတာလားလို့မေးရမင်းသမီးကဒါဟာလူလောကရဲ့အရသာအရှိဆုံးအစားအစာပဲလို့ပြန်ဖြေခဲ့ပါတယ်ဒါကိုကြားတဲ့ရွာသားတစ်ယောက်ကယူအားလုံးပဲလာနားထောင်ကြပါဦးဒီတထေးသမီးကြီးကစာလုံးလို့ယူသွားပြီထင်တယ်အစိတ်ရှိတဲ့ဒီညက်ကောင်ပိုးကောင်ကိုတော့စားချင်နေတယ်အခွန်ကမာအသားကနေရှုံပုံနဲ့လဲနန်လို့ဝက်တောင်မစားဘူးလို့လှောင်ပြောင်လိုက်တယ်လို့အသက်ကြီးပိုင်းရွာသားတစ်ယောက်ကလည်းဒီကောင်တွေကိုဖမ်းစားဘူးတဲ့ဒုက္ခတွေအန်နာဝမ်းလျှောတာဖြစ်ပြီးအသက်တောင်ပါလူနီးပါးဖြစ်သွားတာဒါကိုစားလို့မရဘူးလို့သတိပေးပါတယ်ဒါပေမဲ့မင်းသမီးကတော့ရှေးခေတ်လူတွေကပစွန်ကြောထုတ်ဖို့စေးကြောဖို့မတိကြဘူးပိုးဆိုးတာကငရုတ်တိတကြမ်းပိုးနဲ့အနံပြင်းဟင်းခတ်အမွေးကြိုင်တွေနဲ့ညီနှက်ဖြောက်ဖို့မတိကြတာအခုတော့ဟင်းခတ်အမွေးကြိုင်တွေငါလက်ထဲမှာရှိနေပြီလေဒါဟာဖျားပေးတဲ့စုပဲလို့စိတ်ထဲကတွေးလိုက်ပါတယ်ထို့နောက်မင်းသမီးကလဲပိုင်ရှင်ဦးလေးလီကိုဦးလေးလီလဲကွင်းထဲကပိုးကောင်တွေကိုငါအကုန်ဆယ်သွားပေးမယ်နောက်မှငါဒါနဲ့ပတ်စံရရင်ဦးလေးကိုဂျုံမုတ်တဲ့အိမ်မူချလာပို့ပေးပါမယ်ဒီလဲကွင်းဤငါရန်ခအဖြစ်မှတ်လိုက်ပါလားလို့ကန့်လန့်ရဦးလေးလီကမင်းသားဒီပေးအန်ရယ်တွေကိုအကုန်ဖယ်ရှားပေးနိုင်ရင်ငါကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးမင်းစီကဂျုံမုတ်ကိုဘလို့လို့ယူရဲမှာဒါကိုဘေးကလူရှုပ်ကဟဲဟဲဦးလေးလီဒီရူးနေတဲ့မိမကအလကားလို့အားပေးမယ်ဆိုမှတော့လဲတဲ့စင်ကိုင်းလိုက်ပေါ့ဒါပေမဲ့ဒီလဲကွင်းအောက်ကရွှွန့်နွန်တွေကနက်ပြီးပိုးကောင်တွေကလည်းကျန်းတယ်နော်ဒီရေတိုင်ထောင်လဲကွက်ထဲဆင်းလို့ရေနစ်တည်ရင်တေးမဟုတ်ရင်လက်ချောင်းတွေပြတ်သွားမယ်ငါတို့ရွာကိုလာပြီးပြဿနာမရှာနဲ့လို့ကျိန်းဝါနေကြတာပါဒါပေမဲ့မင်းသမီးလေးဝမ်ရှောင်းကတော့ဘာကိုမှမမှုပဲသူမရဲ့မျက်မမြင်သူရဲကောင်းဟန်ရဲ့ကိုကြည့်ကဒီရေနွန်တွေကပစွန်နီတွေဟာငါစာတီမျိုးရဲ့အဖိုးတန်ဆုံးဟင်းလျာတစ်ခွက်ပဲဒါပေမဲ့နွန်ကလည်းနဲ့တော့ငါဆင်းလို့မရဘူးမင်းကကိုဖမ်းပေးနိုင်မလားလို့အကူအညီတောင်းလိုက်ပါတယ်
ဟန်ရဲကလည်းဘာမှအများကြီးမစင်စားပဲချင်းတောင်းကိုဘေးချပေါင်းပြီးစကူမတင်လိုက်ပြီးဘလို့ဖမ်းရမလဲလို့တူတူတုတ်တုတ်မေးလိုက်ပါတယ်ဝမ်ရှောင်းကသူ့အနာတိုးကပ်ပြီးဒီအကောင်တွေဟာရွှွန့်လုံးနဲ့ရေမော်ပင်တွေကြားထဲပုံနေကြတာရွှွန့်တွေကဂျိတ်ဂျိတ်ခတ်ဆိုတဲ့အတန်တက်တက်လေးကိုနားထောင်ပြီးသူတို့ခန္ဓာကိုယ်အလဲပိုင်းကအခွန်မာကိုမိအောင်မြ мян ဆန်ဆန်ဖမ်းရမယ်လို့အသေးစိတ်တင်ပေးလိုက်ပါတယ်မျက်မမြင်တယောက်လဲလဲဆင်းသွားတာကိုမြင်တော့လူမိုက်ဝမ်မာစီကတူတာတကောင်လောက်မိအောင်ဖမ်းနိုင်ရင်ငါဒီလဲကွက်ထဲကရွှွန့်လုံးတွေကိုအစိမ့်လိုက်စားပြမယ်လို့ရေမောစိန်ခေါ်လိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာတော့ရွာသားတွေအားလုံးအံ့ဩတုန်လှုပ်သွားကြရပါတယ်မျက်လုံးစီးထားတဲ့ဟန်ရဲဟာအကြအာယုံတစ်ခုတည်းနဲ့တင်လဲတဲကပစွန်နီတွေကိုလျှက်စစ်လို့မြန်ဆန်လာတဲ့လက်မှုအရာနဲ့မိမိရဖမ်းယူပြီးချင်းတောင်းတဲ့ကိုစက်တိုက်ပစ်ထည့်လိုက်တာပါရွာလူကြီးဆိုရင်ဒါလူမဟုတ်ရဲ့လားမျက်လုံးမိတ်ထားတာတော့မျက်စိကောင်းတဲ့လူထက်ပုံမှန်နေပါလားလို့ပါဆက်အဟောင်းသားဖြစ်သွားရပါတယ်ခဏလေးတွင်းမှာပဲချင်းတောင်းတစ်ခုလုံးပစွန်နီတွေမဆက်မပြဲပြည့်ရှံသွားခဲ့ပါတယ်ထို့နောက်ဝမ်ရှောင်းကရွာသားတွေကိုကြည့်ပြီးဒီပစွန်တွေကိုမဖျက်ဆီးကြပါနဲ့ဦး၃ရက်အတွင်းချင်းဟဲခရိုင်တစ်ခုလုံးကလူတွေငါတို့ရွာရဲ့ဒီကောင်းတွေကိုလာလူဝေကြအောင်လုပ်ပြမယ်လို့ရဲရဲဝံ့ဝံ့ကြေညာလိုက်ပါတယ်မကျေနပ်တဲ့ဝမ်မာစီကတော့ဒါတွေပတ်စံရရင်ငါနာမည်ကိုပြောင်းပြန်ရေးပြမယ်စားပြီးလူတွေတေကုန်မှကြည့်ရတာပေါ့လို့ကျင်းဝတ်ကြံခဲ့ပါတယ်ဝမ်ရှောင်းတို့အိမ်ပြန်ရောက်တဲ့အခါချင်းတောင်းထဲမှာလူညက်ကောင်ပစွန်နီတွေကိုမြင်လိုက်ရတဲ့အမေဖြစ်သူမှထိတ်လက်တကြားနဲ့ရင်ဘက်ဖိပြီးအံ့ဩသွားရပါတော့တယ်ရွာထဲကလူကြီးတွေကဒီပိုးကောင်တွေဟာလူလက်ချောင်းတွေကိုပင်ညှက်ဖြတ်နိုင်ပြီးအနီရောင်တီးတွေကလည်းတလုတ်စားမိုံနဲ့ဥတွေပုတ်ဆိုးစေတယ်လို့ပြောထားကြတာကြောင့်မြန်မြန်ပြင်းကိုဓာလွင့်ပစ်ဖို့တားဆီးနေခဲ့တာပါချွေးမဖြစ်သူဝမ်ရင်းကတော့အေးဆေးတည်ငြိမ်စွာနဲ့ပဲရောက်ခမကြီးရဲ့လက်ကိုစုပ်ကင်ပြီးအမေမကြောက်ပါနဲ့ဒါတွေကငါတို့မိသားစုကိုတက်တောင့်တက်တာနဲ့ဘဝကောင်းကောင်းပိုင်ဆိုင်နိုင်အောင်ကူညီပေးဦးမှာပါသမီးကိုဒီတစ်ချိန်တော့ယုံပေးပါနော်လို့ဖြောင်းဖြလိုက်ပါတယ်ရောက်ခမကြီးလည်းအမေနင့်ကိုယုံပါတယ်ငါချွေးမလေးဝမ်ရင်းကဒါဟာရွှေတုံးကြီးပါလို့ပြောနေမှာတော့ဒါဟာရွှေတုံးပါပဲပြောစမ်းပါဦးအမေကိုဘာလို့စေချင်လဲဆိုပြီးသဘောတူလိုက်ပါတော့တယ်အဲ့ဒီနောက်ဝမ်ရင်းကမိသားစုဝင်တွေကိုခေါ်ယူပြီးဒီပိုးကောင်တွေကိုဘေးကင်းအောင်တန့်စင်ကြီးကိုတင်ပေးခဲ့ပါတယ်သူ့ရဲ့ကြောကုန်းကိုကင်ထားရင်မညက်နိုင်ကြောင်းအမီးကအကြေးခွန်ကိုဆွဲထုတ်လိုက်ရင်အနက်ရောင်ဦးချောင်းကြီးထွက်လာကြောင်းနဲ့မျက်ချောင်းနဲ့ဝမ်းပိုက်ကိုပြောင်းစင်အောင်စေးကြောရကြောင်းအသေးစိတ်ပြသပေးခဲ့ပါတယ်တန့်စင်ပြီးတဲ့နောက်ဝမ်ရင်းကမိဖို့ချောင်းထဲဝင်ပြီးစီရှိသေးလားလို့မေးတဲ့အခါရောက်ခမကြီးကအိုးထဲမှာကြံတဲ့နောက်ဆုံးစီခဲလေးကိုခတ်ထုတ်ပေးရင်ဒါကအိမ်မှာကြံတဲ့နောက်ဆုံးစီလေးပါနှစ်တစ်ခုကြရင်နင်းနဲ့ဆောင်းရအတွက်ခြံထားတာနင်းမဲယူသုံးလိုက်ပါတော့လို့ပေးခဲ့ပါတယ်ဝမ်ရင်းကလည်းဒီစီနင်းတဲ့အတွက်မနှက်ဖြန်ကြရင်အသားဖြူဖြူတစ်ဆက်ပိတ်တာနဲ့ပြန်လဲပေးမယ်လို့ဂရီပေးရင်စီပူတဲ့တို့မယုတ်သီးတံမုတ်သီးနဲ့ဟင်းခတ်အမွှေးကြိုင်မျိုးစုံပြစ်ထက်ကမာလာပုစုံကိုစတင်ချက်ပြုတ်ပါတော့တယ်ချက်ပြုတ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့ပြင်းထန်လာတဲ့အနံ့ဆိုးကြီးဟာတရွာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်အပြင်မှာပစွန်စည်းနေတဲ့ရောက်ခမနဲ့ကလေးမလေးတို့မှမှုန်းလုံးလို့မျက်ရည်ကျခဲ့ရတယ်လို့အနီးနားကရွာသားတွေနဲ့လူဆိုးအုပ်စုကလည်းဒါဘာနဲ့တူတာလို့အနံ့ကြီးလဲဟာရှောင်းအိမ်ကပြည်နေတန်းခံထားရတဲ့ချွေးမကငှက်ဟင်တာသားတွေချက်နေတာများလားမဟုတ်ဘူးသူတို့အစိတ်ရှိတဲ့ပိုးကောင်တွေနဲ့အစိတ်တီးတွေတဲလာတာငါတို့မြင်ခဲ့တာဒီမိစ္ဆာမကအစိတ်ဆေးတွေကျူနေတာဖြစ်မှာပါသွားကြစို့အစိတ်တင်ပြီးတေးကုန်မဲ့ဆိုပြီးကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်အိမ်ထဲမှာတော့ဝမ်ရင်းကအရသာရှိလာတဲ့မာလာပူစုံပကံကြီးကိုစေတနာပြည့်နဲ့ပွဲထုတ်လိုက်ပါတယ်မြမလေးဆောင်ရာကပစုံကိုအခွန်တော်စားလိုက်တဲ့အခါမမတ်ရဲ့ပူလိုက်ဆက်လိုက်တာဒါပေမဲ့အရန်စားလို့ကောင်းတာပဲဒီအသားကရွရွကလေးနဲ့ဝါလို့အရန်ကောင်းတယ်နှစ်တစ်ကူတုံးကစားခဲ့ရတဲ့ဝက်သားထက်အစာပေါင်း1000မကပိုကောင်းတယ်မိခင်ဖြစ်သူဟာအရသာရှိလွန်းလာတဲ့အစားအစာကြောင့်ဝမ်းသာမျက်ရည်ကျရင်ငါတစ်သက်လုံးမှာအမျိုးတွေအိမ်ပွဲသွားစားတော့ကတော့ဒီလိုနဲ့တူတာလို့အစားအစာမျိုးမစားဘူးပါဘူးတမီဝမ်ရင်းဟာတကယ်ကိုမိုးပေါ်ကဆင်းလာတဲ့နတ်သမီးလေးပါပဲလို့ကျေးဇူးတင်စကားဆိုလိုက်ပါတယ်ဒီအချိန်မှာမျက်စိမမြင်ရတဲ့ခင်မုန်းဖြစ်သူဟန်ရဲဟာတမီးလေးနဲ့ဇနီးဖြစ်သူဝမ်ရင်းအတွက်ပစုံခွန်တွေကိုတနုံနုံနွားပေးနေခဲ့ပါတယ်သူကငါမျက်စိလည်းမမြင်ရဘူးစားရတာလည်းအလုရှုပ်တယ်ပြီးတော့ဒီလိုနုညံ့တဲ့အစားအစာတွေကိုလည်းမကြိုက်ဘူးလို့စင်ကြေပေးရင်နှွားပြီးသားပစုံသားတွေကိုဝမ်ရင်းရဲ့ပကံနဲ့အကုန်ပုံပေးလိုက်ပါတယ်ဝမ်ရင်းကတော့ထမင်းတော်ဝအောင်မစားရတဲ့ဒီလိုဆင်းရဲတဲ့အချိန်မှာအသားမကြိုက်တဲ့သူမရှိနိုင်ဘူးဆိုတာကိုရိပ်မိခဲ့ပါတယ်ဝမ်ရင်းရဲ့မျက်ဝန်းမှာဝမ်းသာကြည်နူးမှုမျက်ရည်တွေဝိုင်းလာခဲ့ပါတယ်နှွားပြီးသားပစုံအသားတစ်ဖက်ကိုဟန်ရဲရဲ့ပါဆက်ထဲခွန်ပေးလိုက်ပါတယ်ထို့နောက်အရသာရှိရဲ့လားနောက်ဆိုရင်ဒီအိမ်မှာဒုက္ခကိုလည်းအတူတူခံစားမယ်အသားဆိုရင်လည်းအတူတူစားကြမယ်ဘယ်သူမှဗိုက်စာရက်နဲ့ဟန်မဆောင်ကြကြလို့ဂတိတောင်းလိုက်ရဟန်ရဲကနင်းသဘောကျတယ်ဆိုရင်နောက်ဆိုနင်းအတွက်ငါတစ်သက်လုံးခွန်နှွားပေးပါမယ်လို့အေးဆေးစွာဂတိပြန်ပေးခဲ့ပါတယ်ဒီလိုမေတ္တာမကင်းတဲ့မြင်ကွင်းကြောင့်မိခင်ဖြစ်သူကလည်းဘိုးဘွားတွေမဆလို့မိသားစုလေးတာယာရတာပါဆိုပြီးဝမ်းသာအားရရေရွတ်နေပါတော့တယ်အားပေမဲ့ဝမ်ရင်းရဲ့ရီမန်းချက်ကဒီညနဲ့မရက်တန့်ခဲ့ပါဘူးသူမကမတ်တက်ထက်လိုက်ပြီးမိသားစုကိုကြီးညာလိုက်ပါတယ်မိမိဟန်ရဲဒီနေ့ဒီထမင်းတနက်ကစတင်ခြင်းပဲရှိပါသေးတယ်မနက်ဖြန်မနက်အစောကြီးကြရင်ဟန်ရဲကလက်တွန်းလဲလေးကိုတွန်းပေးငါတို့ဆင်းဟဲခရိုင်ရဲ့ဈေးတန်းကိုတွားကြမယ်လမ်းတစ်လျှောက်မှာရှိတဲ့အရာရှိကြီးတွေတထေးကြီးတွေကုန်တယ်တွေကိုသူတို့မလိုချင်လို့ပြစ်ပယ်ထားတဲ့ဒီလက်ညက်ပစုံတွေဘလောက်တန်ဖိုးရှိလဲဆိုတာငါပြလိုက်မယ်လို့တက်ကြွစွာပြောလိုက်ပါတယ်နက်ခင်းရောက်တော့အခါဖွေးဖွေးလုံနေတဲ့နှင်းလန်းထက်မှာဟန်ရဲကလဲကိုမနာလန်းတွန်းသွားပါတယ်ဝမ်ရင်းကပင်မနေမှာဆိုလို့ခဏတွန်းပေးမယ်လို့ပြောပေမဲ့ဟန်ရဲကနှင်းလန်းကချော်တဲ့နင်ကယူဆိုင်ရှောက်မလဲစေနဲ့ဆိုပြီးဆင်းဟဲခရိုင်ဈေးတန်းတို့ရောက်ရှိချိန်မှာတော့ဝမ်ရင်းဟာပစုံတွေကိုစုံစုံလင်လင်နဲ့ပူပူဆက်ဆက်နန်းတာမျိုးစုံသုံးပြီးမိမြောက်ချက်ပြုတ်ကဈေးဥဖောက်ပါတော့တယ်ဖြတ်သွားဖြတ်လာဧည့်သည်တော်တို့ရေလာကြည့်ကြပါဦးမြည်ကြည့်ကြပါဦးဒါကိုမြင်တဲ့ဈေးဝယ်သူတွေဟာအရင်ကမမြင်ဘူးတဲ့ညီရဲနေတဲ့အစားအစာစမ်းကြီးကိုကြောက်ရွံ့စိတ်ဝင်စားစွာနဲ့ဝိုင်းဝန်းကြည့်ကြပြီးအနံ့ကတော့အယမ်းမွေးတာပဲလို့မချီမုံပဲမနေနိုင်ဖြစ်ကြရပါတယ်တိုးတော်လဲစီးပွားရေးလမ်းစလေးပွင့်ခါစားမှာပဲအမျိုးသမီးတဦးဟာချွေရန်တင်းပင်းတွေနဲ့ရောက်ရှိလာပြီးဝမ်ရင်းကိုရုပ်မာတဲ့မြေခွေးမလို့ဆွဆွဲကဈေးဝယ်သူတွေကိုတားမြစ်ဖို့စူးစမ်းလိုက်တဲ့ပါတယ်ဖျားရည်လာကြည့်ကြပါဦးသူ့စလုံးတွေကပစုံတွေကလက်ကွင်းတွေကလက်ချောင်းဖြတ်တတ်တဲ့ညှက်ကောင်တွေလေအိုးတွေကအနီရောင်သီးတွေကလည်းစားလိုက်ရင်ဥပေါက်ပိုက်ပေါက်ဖြစ်စေတဲ့တောင်ပေါ်ကအစိတ်ဆူးသီးတွေ
ဈေးတွေထိတ်လန့်သွားချိန်မှာမင်းသမီးရဲ့မနာလိုတဲ့ဝမ်းကွဲမမကပါရှေ့ထွက်လာပြီးနင်ဒီမျက်မမြင်အတုံးမကျတဲ့ကောင်နဲ့လိုက်သွားပြီးငှက်ပြက်ယူသွတ်လာတာမဟုတ်လားအစိတ်တွေရောင်းပြီးလူတက်ပစ္စည်းလူကျင်နေတာလားအာနာပိုင်တွေကိုတွားတိုင်ပြီးနင်တို့နှစ်ယောက်လုံးကိုထောင်ထဲထည့်ခေါင်းဖြတ်ခိုင်းရမယ်ဆိုပြီးလူအုပ်ကြီးကိုဆွပေးလိုက်တာကြောင့်ဝိုင်းဝန်းဆူညံသွားပါတော့တဲ့မင်းသမီးကတင်းငိမ်စွာနဲ့ပဲဝမ်းကွဲမမကိုနင်ကသူများမယားငယ်လုံနေပြီးအိမ်မှာတခင်ကိုမပြုစုပဲလမ်းပေါ်ထွက်ဟောင်းနေတာလားငါရောင်းတာအစိတ်ပါလို့ပြောတာလောကမှာအကြီးမားဆုံးဟာတာပဲလို့ပြက်ပြက်တသားတုံ့ပြန်လိုက်ပါတယ်ထိုစဉ်မင်းသမီးရဲ့ရောက်ကမ်းမကတစ်သားပုံကြီးမှလျက်ဝင်ပါလာပြီးငါချွေးမကိုဘသူစော်ကားရဲလဲဒါကိုမနေ့ကငါတို့တမိသားစုလုံးစားပြီးဘာမှမဖြစ်ဘူးနင်ငါချွေးမကိုထက်စော်ကားရင်ဒီရွေးပုတ်ပုံနဲ့နင်မိတ်ကပ်ပြင်ထားတဲ့မျက်နှာပေါ်မှောက်ချပြီးအတူတေပွဲဝင်လိုက်မယ်လို့ရဲရဲဝင်းဝင်းကာကွယ်ပေးလိုက်ပါတယ်မင်းသမီးကရောက်ကမ်းမကိုစိတ်အေးအောင်ချုံမော့ပြီးအမေအတိညာမရှိတဲ့သူတွေကိုစကားပြောနေလို့မရဘူးအမှန်တရားနဲ့ပဲတက်တည်ပြရမယ်လို့ပြောလိုက်ပါတယ်သူမကပုတ်ပွက်ဆူနေတဲ့မာလာအိုးတွေကပစွန်နီနီကြီးတစ်ကောင်ကိုတူနဲ့ညက်မြောက်ပြရင်ဒါကိုငါတို့ရွာမှာကုစွန်နီငယ်ခေါ်ပါတယ်ကောင်းကင်ဘုံကပေးတဲ့အရသာအရှိဆုံးအစားအစာပါလူအုပ်ကြီးရှိမှာပဲမင်းသမီးကပစွန်ခုံကိုကျွမ်းကျင်စွာနှွားပြီးမြေရှက်စွာစပြလိုက်ပါတယ်ဒီလိုအေးဆက်တဲ့ရာသီဥတုမှာစားလိုက်ရင်ရင်ထဲအထိနှွေးသွားတာပဲမင်းသမီးကိုယ်တိုင်ဘာမှမဖြစ်တာကိုမြင်တော့မှလူအုပ်ကြီးလည်းပါဆက်ပိတ်သွားပြီးမနာလိုသူမမရဲ့အကြံလည်းပျက်စီးသွားခဲ့ရပါတော့တယ်အမျိုးသားဟာပူပူလောင်လောင်မာလာဟင်းရီအိုးကြီးရှိကိုတိုးဝေးရောက်ရှိလာပါတယ်သူဟာဒီလိုရတာရှိတဲ့အစိတ်ရှိပိုးကောင်ပါဆက်ထဲမှာတေးရရင်တရက်ဖြစ်ရင်တော့စိတ်ချမ်းသာမှာပါလို့ကြွေးကြော်ရင်ဟင်းရီနီနီကြီးပကံနဲ့များများထည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆိုင်ရှင်မလေးရှန့်ဝဲရင်းကပူလောင်မဆိုးလို့တတိပေးရင်ပူပူနွေးနွေးမာလာဟင်းရီပကံကိုကမ်းပေးလိုက်ပါတယ်ထိုအမျိုးသားဟာဇွန်းနဲ့တောင်မတောက်နိုင်တော့ပဲဟင်းရီကိုအငမ်းမရတောက်တုံးလိုက်တဲ့အခါမှာတော့မျက်လုံးကြီးပြူးထွက်သွားပြီးဒါတတန်နှစ်30မှမစားဘူးတဲ့အရာဒါပဲဒါပဲမှအစိတ်ဆေးဖြစ်လို့လဲတကက်နက်ဆေးဘက်ဝင်အစားအစာပဲလို့မနာတမ်းချီကျူးပါတော့တယ်ထိုအခါဘေးမှာစောင့်ကြည့်နေတဲ့ဈေးသူဈေးသားတွေပါစိတ်မထိန်နိုင်ကြတော့ပဲတပြားနှစ်ပြားမကပဲတစ်ဆက်ပြဖို့အထိပတ်စံတွေအပြိုင်ဆိုင်ထုတ်ယူကမာလာတန်နဲ့ပစွန်လီများကိုလူရက်ဝယ်ယူကြပါတော့တယ်ဝယ်ရင်းနဲ့မိခင်ဖြစ်သူတို့လည်းမနာတမ်းရောင်းချပေးရပါတယ်ဆိုင်ရှိမှာပတ်စံတွေတောင်ပုံရပုံဖြစ်လာတာကိုကြည့်ပြီးမနာလိုဖြစ်နေတဲ့ရန်သူမေမိမလားတစုကတော့စုပ်ပလုတ်ဆက်တက်ကလတ်တွေအကုန်အစိတ်မိပြီးတေချပါစေလို့ကျိန်စာတိုက်ရင်ထွက်သွားကြပါတယ်ညနေဆောင်လို့ဈေးသိမ်းတဲ့အခါရရှိလာတဲ့အမျက်ငွေထုတ်ကြီးကိုရင်ဘတ်မှာပိုက်ထားရင်မိခင်ဖြစ်သူကအိမ်မက်လားလို့တော့မယုံနိုင်ပဲမျက်ရည်ကျကငိုပါတော့တယ်ဒါပေမဲ့တတိရှိပြီးအမျော်မြင်ရှိတဲ့ဝမ်ရင်ကတော့အမေဒါအိမ်မက်မဟုတ်ပါဘူးလို့နှစ်သိမ့်ပေးပါတယ်ပြီးနောက်သူတို့ရဲ့ပထမဆုံးစီးပွားရေးအမျက်ငွေနဲ့မိသားစုအတွက်အကောင်းဆုံးဂျုံမုံဖြူအစီပါတဲ့အသားကြီးကြီးများနဲ့အထည်လိပ်ပိတ်ချုံများကိုတွားရောက်ဝယ်ယူခဲ့ပါတယ်ဆိုင်မှာဈေးဝယ်စဉ်ချွေတာခြင်းနဲ့မိခင်ဖြစ်သူကဂျုံမုံကြံလေးရောစားရင်ရတာပဲပိတ်ချောဆိုတာအတိုင်းဝိုင်းကြီးတဲ့သူတွေပဲဝတ်တာလေးလို့တားမြစ်ပေမဲ့ဝမ်ရင်ကမိခင်ရဲ့လက်ကိုစုပ်ကင်ပြီးငါတို့ပတ်စံရှာတယ်ဆိုတာနေထိုင်မှုဘဝတိုးတက်ခြင်းလို့လေအမေကသမီးကိုကာကွယ်ပေးဖို့အသက်တောင်ပဒါနမထားခဲ့တာသမီးကအမေအတွက်ပိတ်ချောနှစ်လိပ်ဝယ်ပေးပြီးအင်ကြီးအစ်စ်ချုပ်ပေးတာဘာဖြစ်လို့လဲလို့မြစ်တာပါစွာပြောလိုက်ပါတယ်ပြီးတော့အေးဆက်လာတဲ့နှင်းတော်ထဲမှာလှဲတုံပြီးပစ္စည်းတွေတည်ပေးနေတဲ့မျက်စိစီထားသူအမျိုးသားဟန်ရဲ့ကိုညွှန်ပြရင်သူ့အတွက်လည်းနှွေးထွေးတဲ့ခွန်းထက်အင်ကြီးချုပ်ပေးရမယ်လို့ခိုင်မာစွာပြောဆိုခဲ့ပါတယ်ညဘက်ရောက်တော့အခါမိသားစုတစ်ခုလုံးအိမ်မှာစုံစုံလင်လင်နဲ့ပူပူနွေးနွေးအသားအစာတိုးပတ်ဖက်များကိုပျော်ရွှင်စွာဝိုင်းဖွဲ့ပေါင်းဆက်ပြုလုပ်ပြီးစားတော့ကြပါညနေပိုင်းရောက်တော့မိခင်ဖြစ်သူဟာစီမီအလင်းရောက်အောက်မှာသမီးဖြစ်သူဝမ်ရင်အတွက်အဝတ်စားကိုအချုပ်ပေးနေခဲ့ပါတယ်ဒီလောက်ညစ်နေပြီးအမေပါလို့အိမ်မပြောသေးတာလဲမိခင်ဖြစ်သူကတော့နေ့လယ်ကဈေးထဲမှာပင်ပန်းစွာရောင်းဝယ်နေရတဲ့သမီးမှာချွေးတုပ်ဖို့လက်ကင်ပေါ်ဝါတော်မရှိရှာလို့အထက်ပြောလေးနဲ့လက်ကင်ပေါ်ဝါတိတ်တဆိတ်ချုပ်ပေးနေတာဖြစ်ကြောင်းပြောပြပါတယ်မိခင်ဖြစ်သူကလက်လဲထုံမျက်စိလဲမှုန်နေပြီးမို့သမီးဖြစ်သူအလောင်းခံရမှာဆိုလို့ညတကောင်ကြမှာထချုပ်ပေးရတာပါလို့မြစ်တာအပြည့်နဲ့ပြောပြတဲ့အခါသမီးဖြစ်သူကတိုင်းဖက်လိုက်ပါတယ်ဒါဟာသမီးတက်မှာရပူးသမျှအလှဆုံးလက်ကင်ပေါ်ဝါလေးပါနောက်ဆိုအမေကျမ်းမာရေးအတွက်ညံ့အောင်မအိပ်ပဲမနေပါနဲ့တော့လို့စိုးရိမ်စိတ်နဲ့ပြန်ပြောပါတယ်